အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီဗီဒီယိုဖိုင်လေးမှာတော့ကျွန်တော်ဒီ Windows 11ကိုကျွန်တော် installation ပြုလုပ်ပုံပြုလုပ်နည်းကိုပြောပြပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီလက်ရှိကတော့ကျွန်တော်ဒီဆက်ကတော့ကျွန်တော် Windows 10ကိုတင်ထားတာပေါ့เนาะအဲ့တော့ Windows 10ကိုကျွန်တော် Windows 11တင်မယ်ပေါ့เนาะအဲ့တော့ဒီကွန်ပျူတာလုံးကို Windows တင်တော့မယ်ဟေးဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာအရေးကြီး data တွေရှိလားမရှိလားဆိုတာတော့ကျွန်တော်တို့နံပါတ်1အနေနဲ့သတိထားဖို့လိုအပ်တယ်ပေါ့နော်ဒီကွန်ပျူတာထဲမှာအရေးကြီး data တွေရှိတဲ့ဟေးဆိုရင်ဒီ data တွေကိုကျွန်တော်တို့ကမပြတ်အောင်ကျွန်တော်တို့ Windows တင်ရမှာပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်လက်ရှိကျွန်တော်ကွန်ပျူတာတော့တက်နေတာဖြစ်တဲ့အတွက်ဘယ်ထဲမှာ data ရှိလဲဆိုတာလေးကိုရေစုံကြည့်အောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ local disk C ဆိုတာရှိရဲကျွန်တော် data D ဆိုပြီးတော့ရှိရဲပေါ့နော်အဲ့တော့ကျွန်တော် data D ထဲမှာတော့ကျွန်တော်ဒီ picture ဓာတ်ပုံလေးတွေကျွန်တော်ထည့်ထားရပေါ့နော်အဲ့တော့ကျွန်တော်တို့ကWindows တင်တဲ့ချိန်ကြလို့ရှိရင်ကျွန်တော်တို့က partition ခွဲတဲ့ချိန်ကြရင်ကျွန်တော်ဒီ data D ကိုကျွန်တော်တို့မပြတ်အောင်ကျွန်တော်တို့ဘာလုပ်တတ်မလဲဆိုတော့ Windows တင်တက်ရမယ်ပေါ့နော်ဟာကွန်ပျူတာထဲမှာအရေးကြီး data တွေမရှိဘူးရတယ်အကုန်လုံးရှင်းထုတ်ပလိုက်တယ်ဖြတ်ပလိုက်လို့ရတယ်ဟေးဆိုတော့ဒါပြဿနာမရှိဘူးပေါ့ဗျာနော်အဲ့တော့ကိုကdesktop ကွန်ပျူတာတစ်လုံး laptop ကွန်ပျူတာတစ်လုံးကို Windows တင်တော့မယ်ဟေးဆိုရင်ဒီကွန်ပျူတာထဲမှာအရေးကြီး data တွေရှိလားမရှိလားဆိုတာကိုကျွန်တော်တို့သိဖို့လိုအပ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်အရေးကြီး data ကိုမပြတ်အောင်ဘယ်လိုမျိုး Windows တင်မလဲပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော် data D ထဲမှာကျွန်တော်တို့ data ရှိရပေါ့နော်C ပေါ်မှာတော့ကျွန်တော် desktop ပေါ်မှာတော့အရေးကြီး data တွေမရှိတော့ဘူးဒါကြောင့်မလို့ကျွန်တော်ဒီWindows 11ကိုကျွန်တော်ဘယ်လိုမျိုးတင်မလဲဆိုတဲ့သင်ခန်းစာကိုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပဲနော်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ Windows တင်မယ်ဟေးဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Windows Stick ရှိဖို့တော့လိုတာပေါ့နော်ဒါကတော့ကျွန်တော် Windows 11 Stick လောက်ထားတဲ့ Windows 11ပေါ့နော်အဲ့တော့ Windows Stick ရှိဖို့လိုတယ်အဲ့တော့ဒီ Windows 11 Stick ကိုကျွန်တော်တို့ကွန်ပျူတာရဲ့ USB ပေါ်မှာကျွန်တော်အရင်ဆုံးကျွန်တော်ထိုးလိုက်မယ်ပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော်ဒီဘာလုပ်လိုက်မလဲဆိုတော့ဒီကွန်ပျူတာကိုကျွန်တော် restart ချရမယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်ကအရင်ဆုံး stick ကိုကျွန်တော်ကထိုးလိုက်မယ်လို့ပြောအခုလောလောဆယ်ကျွန်တော်ပြန်ပြီးတော့ပြန်ဖြုတ်လိုက်မယ်ဗျာအဲ့တော့ကျွန်တော်တတိထားရမှာကဘောနော်Windows တင်တော့မယ်ဟေးဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကျွန်တော်ကွန်ပျူတာထဲမှာရေးကြည့် data မရှိလားမရှိဘူးလားဆိုတာတော့ကျွန်တော်တတိထားမှာပေါ့နော်ပြီးသွားပြီဟေးဆို Windows တင်တော့မယ်ဟေးဆို Windows Stick မထိုးခင်မှာကျွန်တော်တို့အရင်ဆုံး boot menu ကိုရအောင်ကျွန်တော်တို့ခေါ်ကြည့်ဖို့လိုအပ်ပါတယ်เนาะအဲ့တော့တချို့ကွန်ပျူတာတွေမှာတချို့laptop တွေမှာကျွန်တော် boot menu ကိုမရောက်ဖ ೇನೆ ကျွန်တော်တို့ဒီ Windows ပြန်တက်သွားတာမျိုးကျွန်တော်တို့ဖြစ်တတ်တယ်ပေါ့နော်။အားကြောင့်မလို့ကျွန်တော်ပထမဆုံးအနေနဲ့ Windows တင်တော့မယ်ဟေးဆိုရင်ကျွန်တော် boot menu ကိုမဖြစ်မနေပထမဆုံးအနေနဲ့ကျွန်တော်တို့ခေါ်ကြည့်ပါเนาะ။အဲ့တော့ကျွန်တော်ဒီကွန်ပျူတာကို restart ချလိုက်မယ်ပေါ့နော်။အဲ့တော့ဒီကွန်ပျူတာကို restart ချလိုက်မယ်အဲ့တော့ဒီကွန်ပျူတာကကျတော့ကျွန်တော်မာနာဘုတ်ကပါလဲဆိုတော့ Gigabyte ပေါ့နော်အဲ့တော့ Gigabyte ဖြစ်တဲ့အတွက်သူ့ရဲ့ boot menu ကကျွန်တော် F12 ပေါ့နော်အဲ့တော့ကျွန်တော် F12 လေးကိုကျွန်တော်နှိပ်ထားတယ်ပေါ့နော် F12 လေးကိုနှိပ်ပြီးတော့ကျွန်တော်သွားမယ်ဒါဆိုရင်ကျွန်တော်တို့ Gigabyte ရဲ့သူ့ရဲ့ boot menu တွေကိုကျွန်တော်တို့ရောက်သွားပြီပေါ့ဗျာနော်အဲ့တော့ဒီလိုမျိုးရောက်သွားတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ Windows Stick ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ထိုးမယ်ပေါ့နော်ဟာဆရာအစောနာလိုပဲ Windows Stick ကိုကြိုပြီးတော့ထိုးထားရင်ဘယ်လိုဖြစ်တတ်လဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြောပြဟုတ်ပါပြီကျွန်တော်တို့ကပထမဆုံးအနေနဲ့ boot menu ခေါ်မကြည့်ပဲနဲ့ကျွန်တော်တို့ Windows Stick ကြီးကိုကျွန်တော်ထိုးလိုက်တယ်ပေါ့နော်ထိုးလိုက်တယ်ကိုက boot menu F8 ဆိုပြီးတော့ boot menu ကိုနှိပ်တယ်F8 ဆိုပြီးတော့ boot menu မတက်ဖ ೇನೆ Windows ကြီးတက်သွားတယ်ပေါ့နော်Windows ကြီးတက်သွားတယ်ဒီကွန်ပျူတာမှာ shortcut virus တို့ hidden virus တို့ပါလာတယ်ဟေးဆိုရင်ကိုယ့်ရဲ့ Windows Stick ပါကျွန်တော်တို့ဘာလုပ်တက်လဲဆိုတော့ပြတ်သွားတတ်တယ်ပေါ့နော်ကိုယ့်ရဲ့ Windows Stick ကိုပါကျွန်တော် shortcut bar ဝင်သွားပြီဟေးဆိုရင်တော့ကျွန်တော်တို့ Windows တင်လို့မရတော့ဘူးဒီလိုအခြေအနေမျိုးတွေကျွန်တော်တို့ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ပထမဆုံးအနေနဲ့ boot menu ကိုရအောင်ခေါ်ကြည့်ပါ boot menu ကိုရအောင်ခေါ်ကြည့်ပြီးသွားပြီဟေးဆိုရင်ကျွန်တော်တို့ Windows Stick ကိုထိုးပြီးတော့ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ကျွန်တော် control order delete ကိုကျွန်တော်နှိပ်လိုက်ပေါ့နော် restart ချလိုက် control order delete ပြီးတော့ကျွန်တော်ဒီ F12 ကိုနှိပ်မယ်ပေါ့နော် F12 ကိုနှိပ်မယ်After နေလိုက်ရင်ကျွန်တော် boot menu တွေကိုပြန်ရောက်သွားမယ်ဒီလိုချင်းနေမျိုးမှာကျွန်တော် stick ကိုရွေးရမယ်ပေါ့နော်အဲ့တော့ stick ကကျွန်တော်ဒီရောက်မှာ UEFI flat memory ဆိုပြီးတော့ကျွန်တော် partition 2ပေါ့နော်ကျွန်တော် UEFI ဆိုတာလေးကိုကျွန်တော်ရွေးလိုက်မယ်သူ့ကိုကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့ click တစ်ချက်နှိပ်လိုက်ပါမယ်အဲ့တော့ဒါ Gigabyte ရဲ့သူ့ရဲ့ logo တက်လာတယ်ပေါ့နော်ဒါတော့ Windows 11ပေါ့နော် Windows 11 installation လုပ်ပုံလုံးတွေကိုပြောပြပေးမှာဖြစ်ပါတယ်လွယ်ပါတယ်เนาะအဲ့တော့ဒီ video file လေးကိုကျွန်တော်ကြည့်နေတဲ့လူကကိုက Windows တင်တတ်တယ်ဆိုလို့ရှိရင်တော့ဒီ video file လေးကိုကြော်သွားလို့ရပါတယ်เนาะWindows မတင်တတ်သေးတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ဒီ Windows installation Windows 11 installation ပြုလုပ်ပုံပြုလုပ်နည်းလေးကိုတင်ကြားပေးတာဖြစ်ပါတယ်အဲ့တော့
လွယ်ပါတယ်ဒီမှာတော့ကျွန်တော်ဘာမှထွေထွေထူးထူးကြီးလုပ်စရာမလိုဘူးကျွန်တော်တို့ next ကိုပဲသွားရုံပဲပေါ့နော်ကျွန်တော် next ကိုပဲ click နှိပ်မယ်ပြီးတော့ရင်တော့ install now ပေါ့နော် install now နှိပ်မယ်ပြီးတော့ကျွန်တော်တို့က license key နဲ့သွားမှာမဟုတ်တဲ့အတွက် I don't have product key ကိုကျွန်တော်တို့ကနှိပ်မယ်ပေါ့နော်တကယ်လို့ကို့မှာ license key ရှိတဲ့ဟေးဆိုတော့ဒီညမှာကျွန်တော် license key ကိုဘာလုပ်လိုက်အောင်မလဲဆိုတော့ရိုက်ထည့်လိုက်ရုံပါပဲကျွန်တော် I don't have product key နဲ့သွားမယ်ပြီးတော့ကျွန်တော် Windows 11 Pro ကိုရွေးမယ် Windows 11 Pro ကိုရွေးမယ်ပြီးတော့ကျွန်တော် next ကိုသွားမယ်ပြီးတော့နော် ISet မှာ manage ချပြီးတော့ next ကိုသွားမယ်ပြီးတော့ custom install Windows ဆိုတာလေးရွေးမယ်အဲ့တော့ဒီနေရာမှာအဓိက main မှာကျွန်တော်တို့ Windows ကျွမ်းကျင်တင်တတ်တယ်ဆိုလို့ရှိရင်ဒီနေရာကကျွန်တော်တို့အမှားမခံတဲ့နေရာပါเนาะမှားလို့မရပါဘူးเนาะအဲ့တော့ဒီမှာကျွန်တော်ပြောချင်တာကဒီမှာ device 0ဆိုပြီးတော့ရှိရ device 1ကစုစုပေါင်းဘယ်နှပိုင်းရှိလဲဆိုတော့4ပိုင်းရှိရပေါ့เนาะအဲ့တော့တဲ့ကွယ်မြင်ရတယ် device 0ဆိုပြီးတော့ partition 1မှာ data လို့မြင်နေရ data လည်းကျွန်တော်တို့ဒီဘန်းကိုသွားဖြတ်လို့မရဘူးเนาะဒီမှာတော့ကျွန်တော် data လို့ပေါ်နေတခါကျရင် data လို့မပေါ်ဘဲနဲ့ကျွန်တော် new volume လို့ပါလို့ပေါ်နေရမျိုးရှိတယ်ပြီးတော့ဘာမှမပေါ်တာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ကိုက partition ကိုနားလည်ထားဖို့လိုအပ်တယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ device 0ရဲ့ device 1ရဲ့နှစ်ခုကိုတွေ့တာဖြစ်တဲ့အတွက်ဒီကွန်ပျူတာထဲမှာကျွန်တော်တို့ hard disk ကကျွန်တော်တို့hard disk တစ်လုံး SSD ပေါ့နော် SSD တစ်ခုရဲ့ဆိုတော့စုပေါင်း hard disk နှစ်ခုရှိမယ်ပေါ့နော်အဲ့တော့ဒီမှာ partition 1ကြည့်အောင် device 0 partition 1 megabyte ပဲရှိရတာ system အတွက်ဒီမှာသူ့ရဲ့ megabyte တွေကိုကြည့်ပေါ့နော်ဒီမှာ partition 3မှာ238 GB ရှိမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဖြည့်ရမယ့်အပိုင်းတွေကအောက်က partition device 1ပေါ့နော် device 1ဒီ၄ပိုင်းစလုံးကိုကျွန်တော်တို့ဘာလုပ်ပလဲမလဲဆိုတော့ဖြတ်ပလဲရမယ်အပေါ်ဆုံးအပိုင်းကိုသွားဖြတ်လို့မရအောင်အပေါ်ဆုံးအပိုင်းကိုသွားဖြတ်တယ်ဟေးဆိုတော့ကျွန်တော်တို့ဒီdata ဒီထဲမှာရှိတဲ့ data တွေအကုန်လုံးကုန်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီရောက်က partition device 1ဆိုတာကိုကျွန်တော်တို့ဘာလုပ်ပလိုက်မလဲဆိုတော့ဖြတ်ပလိုက်မယ်ပေါ့နော်အဲ့တော့ဒီနာလေးမှာကျွန်တော်တို့အခုမှစပြီးတော့ Windows တင်မဲ့သူတွေကိုအဓိကပြောချင်တာကတော့ကိုကျွမ်းကျင်မှုရှိလားမရှိလားဆိုတော့နည်းနည်းလေးဒီနားလေးမှာတတိထားဖို့လိုတယ်ကိုကွန်ပျူတာထဲမှာအရေးကြီး data တွေရှိတယ်ဟေးဆိုတော့ကျွန်တော်တို့ကျွမ်းကျင်တဲ့သူနဲ့ကိုကျွန်တော်တို့ပြပြီးတော့လုပ်ပေါ့နော်အရေးကြီး data မရှိဘူးဆိုရင်တော့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကိုကွန်ပျူတာကိုဘာလို့ Windows တင်လို့ရတယ်ပေါ့နော်ကိုမှာအရေးကြီး data ရှိရဲ့ရုံးကကွန်ပျူတာတွေလုပ်မယ်ဟေးဆိုတော့ဒီနေရာလေးကိုတော့ကျွန်တော်တို့ကျွမ်းကျင်နားလည်ထားဖို့လိုအပ်ပါတယ်အဲ့တော့ဒီမှာတော့ကျွန်တော်က device 1ကိုအကုန်လုံးဘာလုပ်ပလိုက်မှာလဲဆိုတော့ဖြတ်ပလိုက်မယ် data ထဲမှာပေါ်တော့ device 0 partition 1ထဲမှာ900 GB ထဲမှာကျွန်တော်တို့ data ရှိရဖြစ်တဲ့အတွက်သူ့ကိုမဖြတ်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ဒီအကုန်လုံးဖြတ်ပလိုက်မယ် delete ကိုနှိပ်မယ်ပေါ့နော်သူတို့ clear ချက်ချင်းနှိပ်ပြီးတော့ delete ကိုနှိပ်လိုက်မယ်အဲ့တော့ partition အဲ့တော့အပေါ်ဆုံးအပိုင်းကိုသွားဖြတ်လို့မရအောင်เนาะအပေါ်ဆုံးအပိုင်းကိုသွားဖြတ်ရင်ကျွန်တော်တို့ဘာဖြစ်သွားမှာလဲဆိုတော့အဲ့တော့ဒီမှာ hard disk နှလုံးရှိရယ် device 0က900 GB ရှိမယ် device 1က238ပေါ့နော်256 GB ရှိအဲ့တော့ကျွန်တော်တို့ကဘယ် device ကို window တင်မှာလဲဆိုတော့ device 1ကို window တင်မှာဖြစ်တဲ့အတွက်ကျွန်တော် device 1ကိုနှိပ်ကျွန်တော်တို့က device 0ကိုသွားနှိပ်ပြီးတော့ next ကိုသွားလို့မရဘူးเนาะ next ကိုသွားလို့ window တင်လို့မရဘူးဘာလို့ဒါရက်ဘာပိုင်းလဲ data ဘိုင်းမို့လို့ကျွန်တော်တို့ window တင်လို့မရဘူးเนาะdelete format လုပ်ပြီးတော့မှလည်းကျွန်တော် next ကိုသွားလို့ဒီကောင်တို့ဖြတ်လို့မရတာဖြစ်တဲ့သူ့ကိုကျွန်တော်တို့မဖြတ်ဘူးအဲ့တော့ဘယ်မှာသွားမှာလဲ window တင်မှာကအောက်ကပိုင်းက window တင်ရမှာဖြစ်တဲ့အတွက်အောက်ကပိုင်းကိုကျွန်တော်တို့နှိပ်မယ်အဲ့တော့သူကဟာဒီပိုင်းကိုနှိပ်ပြီးတော့ next လည်းနှိပ်လို့မရဘူး delete ကိုသွားနှိပ်ရင်တော့ဘာဖြစ်သွားမှာလဲဒီထဲမှာရှိရရေးကြီး data ပြတ်သွားမှာပေါ့ဗျာเนาะအဲ့တော့ကျွန်တော် window တင်မှာက238 GB ကို window 256ကိုတင်မှာဖြစ်တဲ့အတွက်အောက်က device 1ကိုနှိပ်မယ်ပြီးသွားရင်တော့ကျွန်တော်တို့ next ကိုဆက်သွားတယ်တကယ်လို့ကိုကဒီ256 GB ကိုpartition ခွဲချင်နေတဲ့ဟေးဆိုတော့ခွဲလို့ရတယ်ပေါ့နော် partition ခွဲတာတော့ကျွန်တော် window 10မှာကျွန်တော်တို့ပြောပြထားပြီးတယ်ပေါ့နော်ဒီမှာတော့ကျွန်တော် partition မခွဲတော့ဘူးဒီပိုင်းလေးကိုပဲ window တင်တော့မယ် click တစ်ချက်နှိပ်လိုက်မယ်ပြီးသွားရင် next ကိုသွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ Windows installation စပြီးတော့လုပ်နေပြီအောက်မှာကျွန်တော်တို့ဒီ100% ပြည့်သွားပြီ restart တောင်းသွားပြီဟေးဆိုရင်ဒါ Windows installation လုပ်လို့ကျွန်တော်တို့ပြီးသွားပြီပေါ့နော်ဒါဆိုရင်တော့ 1% ကနေပြီးတော့စပြီးတော့ပေါ်လာပြီပေါ့ဗျာနော်